မြန်မာယု platform ဆိုတာဘာလဲ။ကျောင်းဆက်မနေဖြစ်တော့ပေမဲ့ပညာရပ်တွေကိုဆက်ပြီးတော့လေ့လာခြင်းနဲ့တငယ်ချင်းတို့ရှိကြလား။ဘဲမှလည်းသွားစရာမလိုပဲဖုန်းတစ်လုံးရှိုံနဲ့ကိုယ်စိတ်ဝင်စားတဲ့သင်တန်းတွေကိုအခမဲ့တက်ချင်ကြလား။သင်တန်းကျောင်းတွေအလွယ်တကူမရှိလို့ပညာသင်ဖို့ကိုလမ်းတွေပြောင်းနေပြီလား။အဲ့ဒါတွေအားလုံးကိုဖြည့်ဆည်းပြနိုင်တဲ့မြန်မာယု platform ရှိနေပြီနော်။မြန်မာယု platform ဆိုတာ online ကနေအခမဲ့လေ့လာနိုင်တဲ့ပညာရေး platform မှာMYB ကကျောင်းသူကျောင်းသားတွေနဲ့လူငယ်တွေအားလုံးအတွက်ရည်ရွယ်ပြီးစီစဉ်ထားတာပါ။တငယ်ချင်းတို့မှာဖုန်းနဲ့အင်တာနက်ရှိုံနဲ့မြန်မာယု platform ရဲ့သင်ခန်းစာတွေကိုနေရာမရွေးအချိန်မရွေးလေ့လာလို့ရနေပြီနော်။ဒါအပြင် e-library ကနေလည်းစာအုပ်တွေစောင်းပါတွေဗီဒီယိုတွေ podcast တွေကြည့်လို့ရပါတယ်။မြန်မာယု platform မှာ webinar တွေလည်းစီစဉ်ထားလို့ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာကို online ကနေပဲအလွယ်တကူတက်ရောက်နိုင်ပါတယ်။လူတိုင်းအကြောင်းဝင်ပြီးတာတူညီမျှမှုရှိတဲ့ပညာရေးဖြစ်လာဖို့နဲ့လူငယ်တွေကိုလိုအပ်တဲ့အမွေဝမ်းကြောင်းဆိုင်ရာအသိပညာနဲ့ကျွမ်းကျင်မှုအတွက်အရင်းမြစ်တွေထောက်ပံ့ပေးဖို့ဆိုတာတွေကမြန်မာယု platform ရဲ့အဓိကရည်ရွယ်ချက်တွေပါ။ဒါကြောင့် MYB ရဲ့သင်ခန်းစာတွေကိုမတန်ဆွမ်းကလေးတွေပါအသုံးပြုနိုင်မှု accessibility features တွေထည့်သွင်းထားပါတယ်။ပြီးတော့ရွေးချယ်စရာသင်တန်းတွေကလည်းအများကြီးပဲ။သင်တန်းမျိုးစား၈ခုအောက်မှာသင်ခန်းစာပေါင်း200ကျော်ကိုမတူညီတဲ့သင်ကြားမှုပုံစံတွေနဲ့တက်ရောက်နိုင်မှာပါ။ဒီသင်တန်းတွေအားလုံးကအခမဲ့ဆိုတော့ဘယ်လိုပြောရမလဲ။မြန်မာယု platform is the best ပဲပေါ့။